ခန္ဓာကိုယ်တွင်းမှာအောင်းနေတဲ့အပူတွေကိုကျွန်တော်တို့ဘယ်လိုမျိုးထုတ်ရမလဲအပူအောင်းတဲ့အခါမှာလူတိုင်းဖြစ်ဘူးကြမှာပါစကြောတွေတက်တယ်မျက်လုံးတွေပေါ့နော်ဝေးတယ်ဝါးတယ်ပြီးလို့ရှိရင်ခေါင်းတွေကိုက်တယ်ဝင်းတွေချုပ်တယ်ခန္ဓာကိုယ်လက်မအီမတာဖြစ်ပြီးတော့နေရထိုင်ရတာအဆင်မပြေဘူးဒါဆိုလို့ရှိရင်ဒီလိုမျိုးအပူထုတ်တဲ့အခါမှာဘယ်လိုမျိုးအပူထုတ်နည်းကိုအသုံးပြုရမလဲခန္ဓာကိုယ်ထဲမှာရှိတဲ့အောင်းနေတဲ့အပူတွေကိုထွက်သွားအောင်လုပ်တဲ့နည်း၃မျိုးရှိပါတယ်ခင်ဗျအဲ့ဒီနည်းလေးကိုကျွန်တော်ကမျှဝေပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကောင်လေးကကြတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုတတွေကိုကိုလေးလာတွေ့ရှိပြီးတော့လေးလာကျင့်သုံးပြီးတော့ရလက်ထွက်နေတဲ့အရာတွေကိုကျွန်တော်ကပြန်လဲပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘောနော်တဘာဝအိမ်တွင်းနီးလန်းလေးတွေကိုဘယ်လိုမျိုးအသုံးပြုရမလဲပြီးလို့ရှိရင်ကျွန်တော်တို့စောင်းထားတဲ့ဖြစ်ဆွက်စာကဘာတွေရှိလဲဒီလိုအရာကိုကျွန်တော်ကနေပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အကောင့်လေးကို like and share လေးလုပ်ပေးပါအပေါင်းလေးနဲ့တဲလေးပေးပြီးတော့ follow လေးလုပ်ပေးသွားပါခင်ဗျsubscribe လေးနှိပ်ပေးပါ notification လေးလည်းနှိပ်ပေးပါခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့အပူတွေကိုဘယ်လိုမျိုးထုတ်ရမလဲနံပါတ်1အချက်ကျွန်တော်တို့ရေချိုးခြင်းဖြင့်အပူထုံနည်းကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရေချိုးတဲ့အခါမှာဆိုလို့ရှိရင်ရေမချိုးခင်လှုပ်ဆောင်ရမယ့်အချက်လေးတွေရှိပါတယ်အဲ့ဒါကကြတော့ကျွန်တော်တို့ရေမချိုးခင်နိုင်ဝက်အလိုရေတောက်ပါခင်ဗျရေများများလေးတောက်ပေးပါအဲ့လိုရေတောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ရှေ့ပေါ့နော်တိုင်းရင်းဆေးဆရာကြီးတွေရဲ့ဤပညာအရာပေါ့နော်ကျွန်တော်တို့မကြီးမဲ့ရေကျဲကျဲလေးကိုခန္ဓာကိုယ်အနှံ့ပါပါလေးတုပ်လိမ့်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့တွေရဲ့ဘယ်ဘက်ခြေဘဝကိုညာလက်နဲ့ညာဘက်ခြေဘဝကိုဘယ်လက်နဲ့စားအနှဲငယ်အကြိမ်90လောက်ပုတ်ပေးပါအဲ့လိုမျိုးပုတ်ပြီးသွားပြီဆိုလို့ရှိရင်10မိနစ်15မိနစ်လောက်ကြာတဲ့အခါမှာဆိုရင်မိတ်ဆွေတို့ဆွမ်းနကတော့တောက်ထားတယ်ပေါ့နော်နိုင်ဝဲလောက်ကတောက်ထားတဲ့ရေကနေပြီးတော့ကျွန်တော်တို့စီးအဖြစ်ရေမချိုးခင်စီးသွားလိုက်ပါကြီးသွားပြီးတဲ့အခါမှာဆိုရင်မိတ်ဆွေတို့ရေချိုးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒူးအထက်ကနေပြီးတော့ရေ10ခွက်လောက်လောင်းပေးလိုက်ပါဒါဆိုရင်ဒူးအထက်ကနေရေတွေလောင်းပေးလို့အပူထွက်သွားပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ပေါင်အထက်ကနေပြီးတော့ရေ10ခွက်လောက်လောင်းပေးပါဒီလိုမျိုးတဆင်ချင်းစီပေါ့နော်ချိုးပြီးသွားတဲ့အခါမှာကျွန်တော်တို့ခါပြီးလို့ရှိရင်ရေချိုးပြီးတာနဲ့ကျွန်တော်တို့ဒီလက်မောင်းအထက်ကနေပြီးတော့ရေတွေဒီလိုမျိုးလောင်းပေးရမယ်အဲ့ဒီမျိုးလောင်းပြီးတော့မိတ်ဆွေတို့ရေချိုးပြီးသွားပြီဆိုလို့ရှိရင်ဒါအပူတွေကဘောနော်ရေနဲ့တူပါသွားပြီးတော့မိတ်ဆွေတို့ကိုလုံးကကျလာတဲ့ရေတွေဟာဆိုလို့ရှိရင်ခန္ဓာကိုယ်လောင်းလိုက်တော့ကတော့အေးအေးလေးပဲကိုခန္ဓာကိုယ်ဘဝနဲ့ရေစီးကျသွားတယ်ဆိုမိတ်ဆွေတို့ပူတဲ့ဘောနော်ရေတွေစီးကျသွားတယ်လို့ခံစားရမှာပဲဖြစ်တယ်နောက်ချက်ကကြတော့မိတ်ဆွေတို့ကနေပြီးတော့ရေချိုးရင်းနဲ့ခေါင်းလျှော်မယ်လို့တွေးထားတဲ့သူတွေဆိုလို့ရှိရင်အဲ့လိုမျိုးအကုန်လုံးဒီကုလုံးကိုရေချိုးပြီးသွားမှခေါင်းလျှော်ပါခင်ဗျခေါင်းလျှော်ပြီးသွားမှဒီကုလုံးပြန်ပြီးတော့လောင်းချလို့ရပါတယ်ဒါကတော့ရေချိုးရင်းနဲ့အပူထုံနည်းပါခင်ဗျနောက်တစ်ချက်ကကြတော့အိမ်တွင်းစေးဆုံးဖြစ်တဲ့ကျွန်တော်တို့ပေါ့နော်ဒီရှားဆောင်လက်ပတ်ဂျယ်ကိုရှားဆောင်လက်ပတ်ဒီအထက်ထဲကအနှစ်ကိုတကြားရီနဲ့ခောက်ပြီးတော့ကျွန်တော်တို့တောက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူအပုတ်တွေကင်းစင်ပြီးတော့စီးမှန်ဝမ်းမှန်ဖြစ်သွားမှာပဲဖြစ်တယ်ခင်ဗျဒီနေရာမှာဆိုလို့ရှိရင်စီးကြောင့်ဘောနော်အပူကြောင့်စီးအပူစီးအောင်ဖြစ်တဲ့သူတွေဆိုလို့ရှိရင်ဒီရှားဆောင်လက်ပတ်ဒီအတွင်းသားကိုတကြားနဲ့ခောက်ပြီးတော့ဒါတောက်ပေးဆိုလို့ရှိရင်စီးပူစီးအောင်ကနေတက်တာသွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဖြစ်ဆွက်စာနောက်ချက်ကကြတော့ဗောနော်နံပါတ်3ချက်ကဖြစ်ဆွက်စာကဆိုလို့ရှိရင်ပါရူဆီယာဝန်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရှားဆောင်လက်ပတ်အများဆုံးထုတ်လုပ်ထားပြီးတော့ဂိုဂျီဘယ်ရီသီးပါဝင်တဲ့ဒီရှားဆောင်လက်ပတ်ဖြော်ရည်ကိုမိတ်ဆွေတို့အိမ်မှာဆောင်းထားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူအပုတ်တွေကိုသူနဲ့ထုတ်ချလို့ရပါတယ်ခင်ဗျမှာယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok Messenger မှာလည်းမေးလာလို့ရပါတယ် Facebook Messenger မှာလည်းမေးလာလို့ရပါတယ်ဈေးချောင်းလေးလည်းချပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ယူသုံးပြုနိုင်ပါတယ်ခင်ဗျဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူအပုတ်တွေကိုထုတ်မယ်ဆိုရင်ရေချိုးနည်းနဲ့လည်းထုတ်လို့ရတယ်တဘာဝရှားဆောင်လက်ပတ်ကိုကိုယ်အိမ်မှာစိုက်ထားပြီးတော့တကြားနဲ့ခောက်တောက်ခြင်းအပြင်လည်းအပူတွေကိုထုတ်လို့ရတယ်လို့ဒီလိုမျိုးဖြော်ရည်ကိုစောင်းထားခြင်းနဲ့လည်းမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူတွေကိုထုတ်ပြီးတော့စီးမှန်ဝမ်းမှန်ဖြစ်ပြီးတော့ကျမ်းမာတန်ရှင်းကျမ်းမာလန်းဆန်းစေတဲ့ဘဝကိုရရှိပိုင်ဆိုင်နေမှာပဲဖြစ်တယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအပူတူမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျ